မင်းကလေးတယောက်ပြန်လည်မိုးဖွားလာပြီးနောက်ပထမဆုံးလုပ်ခဲ့တဲ့အလုပ်ကတော့သူမသဘောကျခဲ့တဲ့တောင်ပိုင်းတက္ကသိုလ်ကိုဆွန်လွတ်ပြီးအလံဝဲတဲ့မြောက်ပိုင်းတက္ကသိုလ်ကိုရွေးချယ်လိုက်ကပဲဖြစ်ပါတယ်။အတိတ်ဘဝတုန်းကတော့တောင်ပိုင်းမှာစီးပွားရေးလုပ်ရင်ပျောက်ဆုံးသွားတဲ့မိဘတွေကိုရှာဟိုတာတောင်ပိုင်းတက္ကသိုလ်ကိုပဲဇိုမိတ်တက်ခဲ့ဘူးတဲ့။10နှစ်တာလုံးတောင်ပိုင်းမြို့အနှံ့ရှာခဲ့ပေမဲ့ဘာတဲလန်စာမှမရခဲ့ဘူး။ဒါပေမဲ့သူမမှာကုမရတဲ့ယောဂတိဖြစ်လာတဲ့အချိန်ကျမှအန်ရောစရာကောင်းတဲ့အမှန်တရားကိုသိလိုက်ရတယ်။သူမမိဘတွေကမြောက်ပိုင်းကမြို့လေတမျိုးမှာအခြေကျနေထိုင်နေပြီးနာမည်ပြောင်းကသမီးတစ်တောင်မွေးစားထားကြတာပါ။နှစ်အတော်ကြာလို့မိဘတွေကအောင်မြင်ကြော်ကြားပြီးဇွာကိုပြန်လာတဲ့အခါမှာလို့မင်းကလေးကမသေးယုံတမဲ့ခန္ဓာကိုယ်နဲ့မိဘတွေကိုတွားကန်တော့ခဲ့ပါတယ်။ဒါပေမဲ့မိဘတွေကတော့သူမကိုယွန်းရှာသလိုကြည့်ပြီးမြေပြင်ပေါ်တွန်းချလိုက်တဲ့အပြင်လိန်လေသူလို့တောင်ဆဲဆိုခဲ့ကြတယ်။ငါတို့သမီးကအိမ်မှာမွေးနေပွဲလုပ်နေတာနှင်းလို့အသက်မရှိမဲ့ကောင်မကငါတို့သမီးထင်နိုင်မလားတဲ့။မိဘအရင်ဒီကသူမကိုစွန့်ပြေပြီးမွေးစားသမီးနဲ့ပျော်ရွှင်နေတာကိုမြင်လိုက်ရတဲ့အခါနောက်ဘဝဆိုတာရှိရင်မိဘမျက်တာကိုဘယ်တော့မှမမျောကိုတော့ဘူးလို့သစ္စာဆိုခဲ့ပါတယ်။မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့သူမကလွန်ခဲ့တဲ့10နှစ်ကတက္ကသိုလ်ဝင်ခွင့်လျှောက်လာတင်ရတဲ့နေ့ကိုပြန်ရောက်နေခဲ့ပြီးအတင်းကသင်ခန်းစာချုပ်ဒီတစ်ခါတော့သူမမြောက်ပိုင်းတက္ကသိုလ်ကိုပဲဝေခွာမနေပဲရွေးလိုက်ပါတယ်။ဒါကိုသိတဲ့အတန်းပိုင်းဆရာကအခန်းထဲဝုန်းတိုင်းကျဲဝင်လာပြီးဘာလို့ခွင့်ပြုချက်မရှိပဲလျှောက်လာပြောင်းတာလေတောင်ပိုင်းမှာပျောက်သွားတဲ့မိဘတွေကိုမရှာတော့ဘူးလားလူမေခွန်းထုတ်ပါတယ်။တကယ်တော့အဲ့ဒီဆရာကမိဘတွေရဲ့တင်ငယ်ချင်းဖြစ်ပြီးမိဘတွေပျောက်ကွယ်သွားခြင်းကစလို့သူမရဲ့အုတ်ထိန်သူအဖြစ်ဟန်ဆောင်နေခဲ့သူမှာဆရာရဲ့တော်သားတကြီးဖြစ်နေတဲ့ပုံနှံကိုကြည့်ပြီးသူမကရိပ်မိလိုက်ပါတယ်။ဒီဆရာကသူမမိဘတွေဗမာရှိလဲဆလားကြိုသိနေတာပဲ။သူမကိုမြောက်ပိုင်းကိုမသွားခိုင်းတာကမိဘတွေရဲ့လွေးကွက်ချက်ပေါက်ကြားသွားမှကြောက်လို့ကောမင်းကလေးကဆရာကိုအလျှော်ပေးသလိုနဲ့ပြောလိုက်တယ်ဒီနေ့တွေ့ထဲမှာသမီးအိမ်နဲ့ပရိဘောဓအကုန်ရောင်းပြီးဆရာကိုပတ်စံပေးခဲ့တယ်တောင်ပိုင်းမှာမိဘတွေကိုရှာပေးဖို့လေဒါပေမဲ့ဆရာကဘာတဲလွန်စားမှမရှာပေးနိုင်ဘူးအဲ့ဒါကြောင့်သမီးကမိဘတွေတောင်ပိုင်းမှာမရှိဘူးလို့တန်တရားဝင်လာတာဒါကြောင့်တခြားတစ်ဖက်မှာသွားရှာခြင်းလို့ပါလို့ပြောလိုက်တယ်ဆရာကတော့အတင်းညင်းမိဘတွေကတောင်ပိုင်းမှာပဲပျောက်တာပါလို့ဆိုပါတယ်ဒါပေမဲ့မင်းကလေးကငိုယိုပြီးအခွင့်ရေးပေးဖို့တောင်းပန်တဲ့အခါတခြားဆရာတွေကလည်းဂျာဝင်ဖျန်ဖြေပြီးလို့အတန်းပိုင်ဆရာခမရနစ်နာပြပြနဲ့လက်မှတ်ထုတ်ပေးလိုက်ရပါတယ်ဒီသတင်းကမိဘတွေစီရောက်မယ်ဆိုလားမင်းကလေးကကြိုးသိနေတယ်မကြခင်မှာပဲစံတေချန်တိုင်ပွဲမတိုင်ခင်တရက်မှာဆရာကဖုန်းဆက်လာပြီးတောင်ပိုင်းကမျိုးရေးတစ်မျိုးမှာနင်မိဘတွေရှိနေတာသတင်းရတယ်အခုချက်ချင်းသွားလိုက်တော့အခွင့်အရေးလက်လွတ်မခံနဲ့လို့ပြောလိုက်တယ်မင်းကလေးရဲ့ရင်ထဲမှာဒေါသတွေတဟုန်ဟုန်တောက်ထားပါတယ်အတိတ်ဘဝတုန်းကဒီဖုန်းတစ်ခုကြောင့်ပဲသူမဘဝပျက်ထဲတာလीအဲ့ဒီတုန်းကသူမသာစံတင်ကြပြိုင်ပွဲဝင်ပြိုင်ရင်တက္ကသိုလ်ကိုတိုက်ရိုက်ဝင်ခွင့်စကာလာရှစ်ကိုရမှာပါဒါပေမဲ့မိဘတွေကိုရှာကျင်စောနေပြိုင်ပွဲကိုဆွန့်လွတ်ခဲ့မိတယ်နောက်တနေ့မှာတော့မင်းကလေးကဆမ်မီပွဲကန်းစီစောစီသွားခဲ့တယ်ဒါပေမဲ့ဆမ်မီပွဲကြီးကရေးသူကတားဆီးပြီးဝေရောက်ဆိုတဲ့နာမည်နဲ့မင်းကလေးတယောက်ဝင်သွားပြီလို့ပြောတယ်မင်းကလေးကသူမရဲ့မှတ်ပုံတင်ကိုထုတ်ပြပြီးစစ်ဆေးခိုင်းလိုက်တယ်လက်ပေပေရစစ်ဆေးတဲ့အခါမှာတော့သူမကသာအစစ်မှန်ကြောင်ပေါ်သွားပါတယ်ဒါဆိုအထေကမင်းကလေးကဘာတူလဲမင်းကလေးချက်ချင်းတဘောပေါက်သွားလိုက်တယ်သူမထေခါနီတုံးကမိဘတွေရဲ့မွေးစားသမီးနာမည်ကလည်းဝေးရောင်းတယ်အစားတုန်းကတော့မိဘတွေကသူမကိုလွမ်းလူအမိတူပေးထားတယ်လို့ထင်ခဲ့ပြီးမြဲတကယ်တော့မိဘတွေကသူမကို plan ပွဲကနေဖယ်ထုတ်ပြီးမွေးစားသမီးကိုသူမရဲ့နာမည်နဲ့အစားထိုးပြီးအခွင့်အရေးခိုးယူဖို့ကြိုတင်ကြံစီခါကြတာပါမင်းကလေးကကြီးကရေးသူကိုအကူအညီတောင်းပြီးအထေကလူကိုခေါ်ထုတ်ခိုင်းလိုက်တယ်အပြင်ရောက်လာတဲ့သူကတော့သူမရဲ့မိဘတွေအလိုလိုက်ထားတဲ့မွေးစားသမီးပဲဖြစ်ပါတယ်မွေးစားသမီးကတော့ကျဲလေကလာတော့မျိုးမလို့မတ်ပုံတင်ပျောက်သွားတာပါလို့ဟန်ဆောင်ငိုပြနေတော့မှပဲအတန်းပိုင်ဆရာကအပြေးလာရောက်ပြီးဘာလို့တောင်ပိုင်းကိုမသွားတာလဲလို့မင်းကလေးကိုအော်ဟစ်မိညံပါတော့တယ်မင်းကလေးကအေးဟီးဆေးဆေးပဲပြန်ပြေးလိုက်တယ်သမီးကသွားမှလို့ပဲဒါပေမဲ့ဆန်ပေးပွဲကိုဆွန့်လွတ်လိုက်ရင်မိဘတွေကသမီးတို့အပြစ်မကင်းနေမှာစိုးလို့ဖြေပြီးမှသွားမယ်လို့ဆုံးဖြတ်လိုက်တာပြီးတော့ဆရာတော်တည်င်းညရင်မိဘတွေကလည်းသမီးရှာနေကြတိမှာတော့သမီးကိုတကယ်လိုချင်ရင်သူတို့ကိုယ်တိုင်လာရှာမှာပါအခုတော့သမီးကိုမလိုချင်လို့ပဲထင်မှာပါလို့ပြောလိုက်တော့ပတ်ဝန်းကျင်ကမိဘတွေကလည်းမင်းကလေးကိုဝိုင်းပြီးတနာကြပါတော့တယ်အဲ့ဒီအချိန်မှာပဲလူအုပ်ထဲကဇနီးမောင်နဲ့နှစ်ယောက်ကခိုးကြောင်ခိုးခွက်နဲ့ထွက်သွားဖို့ကြိုးစားနေပါတယ်လူတယောက်ရဲ့ခြေထောက်ကိုနှိမ့်မိတဲ့အခါမှာဘာလို့တလောက်အသေးအတန်ပြေးနေကြလားလဲဆိုတဲ့အော်တန်ကြောင့်အားလုံးရဲ့အကြည့်တွေကသူတို့စီရောက်သွားပါတော့တယ်